အားလုံးပဲဒီလားပါဒီနေ့ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဆီယာမအမလန်သူရေးတဲ့ရာဇဝင်တွေကချစ်သူများဆိုတဲ့စာအုပ်လေးတွေကရင်ခုန်ပန်နဲ့အမျှတန်းတရင်ဆိုတဲ့ခေါင်းစဉ်လေးရဲ့အခန်း3ကိုဆက်လက်ဖတ်ပြခြင်းပါတယ်။ဘာကြောင့်လဲဘယ်လိုကြောင့်လဲနေသာပရိဝါမှာရက်လို့လက်ကွယ်လေးတွေကြောင့်ပြပြလေးလင်းနေတဲ့ကောင်းကင်ကြီးကိုမော့ကြည့်ပြီးပုံစာတစ်ပုဒ်ကိုအပြေထုတ်နေမိတယ်။မင်းကြီးကငါ့ကိုဘာကြောင့်သူ့အနားမှာမနေခိုင်းပဲငါရဲ့နန်းဆောင်မှာပြန်နာခိုင်းရတာလေငါ့ကိုမနစ်သက်လို့များလားဒါလည်းမဖြစ်နိုင်ပါဘူးငါ့ကိုကြည့်တဲ့မင်းကြီးရဲ့မျက်ဝန်းထဲမှာကျင်နာမျက်လုံးချင်းတွေပြည့်နေတယ်ဆိုတာငါသိတာပေါ့ဒါပဲဖြစ်ဖြစ်ဖဖရာသခင်ကိုကျေးဇူးတင်ပါတယ်ဒီအချိန်မှာပဲမြမတ်ထဲကဆူရှားတဲ့နာကျင်မှုနဲ့အတူမျက်ဝန်းထဲကမျက်ရည်ဘူးတွေကလဟောစီကြလာတယ်ခုလောက်ဆိုငါ့ကိုမျောရလုံးလို့မောင်ကြီးမောနေလောက်ပြီးမောင်ကြီးကိုသတိရလိုက်တာဘလို့များနေရှာမလဲနော်ငါရဲ့သတရင်ကိုတော့ကြားပြီးလောက်ရောပေါ့အတော်မသက်စီးစင်းလာတဲ့မျက်ရည်ဘူးတွေကြောင့်မျက်ဝန်းရဲ့အမြင်အာရုံတွေပြေဝပြီးဘာမှမမြင်ရတော့ပေမဲ့စိတ်အာရုံကတော့အသက်ရဲ့အရေးတွေစီတလွတ်လွတ်စီမျောနေနေရဲ့ဆောင်းကာလမိုးသားကျင်နေတဲ့တရက်မှာနမလေးရဲ့စတိချံကိုမောင်ကြီးရောက်လာခဲ့တယ်နော်ကျင်းငက်လေးတွေရဲ့အော်မီတူကျူးတန်ကိုနားထောင်ရင်းတယောက်လက်တယောက်တင်းတင်းဆုပ်ကိုင်းလို့စိမ်းရကမဲ့လာပြီးဖြစ်တဲ့ပြမောတဖန်သေးတွေနဲ့အပွင့်လေးတွေပွင့်စာပြုတ်နေပြီးဖြစ်တဲ့စတိပင်တွေကိုလက်ပတ်ကြည့်ပြီးနမလေးတို့စတိချံကကျေကြီးပဲနော်ဟုတ်တယ်မောင်ကြီးရဲ့ဒီစတိချံကိုနမလေးပဲဦးစီးပြီးဆောက်ရှောက်ရတာကျန်တဲ့မောင်နှမတွေကမကြည့်ကြဘူးလေမြေပုံထဲမှာတနေ့ကိုအလုပ်လုပ်ရတယ်။ဒါကြောင့်နမလေးရဲ့အသားကကေတကယ်လို့လဲမောက်နေတာပေါ့။တို့လောက်ခံစူပြီးမကျေနပ်တဲ့အတန်းနဲ့ပြောလိုက်တော့မောင်ကြီးကတဟားဟားရင်းနမငယ်ရဲ့မောင်ကြီးကတော့နမငယ်ရဲ့အသားကိုသိတဲ့ဘောကြတာမင်းရဲ့အသားရောင်ကရှလဘုံမင်းရဲ့နန်းတော်တွေကပလကားထတောင်ပူပြီးလာပါသေးတယ်ကွာဒါရင်ဘယ်ကမလဲနမငယ်ရဲ့ပြားပါစံတစ်ဖက်ချာကရှုံးလက်တောက်ပနေတဲ့မျက်ဝန်းတွေကကျိုးငယ်ရဲ့မျက်ဝန်းတွေလိုပဲလေစပင်းတွေကလည်းထူထဲတောက်ပြောင်နေလိုက်တာဤလက်တာမောကဆင်းလာတဲ့စိတ်ဆူလိုပဲပြီလားနမငယ်ရဲ့သွားလေးတွေကျုပ်ပဲစီတဲ့နေပုံကရေချိုးရာကတက်လာတဲ့တိုးစုလိုမြညာစီတဲ့နေရာပဲပါနှစ်ဖက်ကတလဲသီးရှက်နဲ့တိုက်တူတွေနောက်ခံနှလွားကဒီထွေးနေတဲ့ကျိုးလိုပဲအထူးသဖြင့်နမငယ်ရဲ့ပုံသေးရနံတွေကရေပနုံတောင်ကလက်တာမွေးလို့ပြင်းပြနေတာမို့နမငယ်ရဲ့လေပင်တစ်လက်မျက်စိတစ်ချိမှနေမယ်မောင်ကြီးရဲ့နှလုံးတွေစီမျောနှိမ့်ညွတ်ခဲ့ရတာမဟုတ်လားကွယ်နမငယ်နဲ့ရှင်လိုက်ရင်အခြားမိန်းကလေးတွေကစိုးချုံနေလိုပါပဲနမငယ်ရဲ့မောင်ကြီးအတွက်တော့မင်းရဲ့တကူလုံးဘာအပြစ်မှမရှိပဲလာပါလုံးပါရဲ့မင်းရဲ့မြစ်တာတွေကစပင်းရည်ထက်ချုံလုံးပြီးမင်းရဲ့ရှားအောက်မှာနှုတ်နဲ့ကြားရည်ရှိနေရောတနာလို့တော့မောင်ကြီးကထင်မိတာအတွေ့ထဲမှာညစ်မျောနေတော့နောက်ကခြေတံဖွားလေးတွေကြားလို့လှည့်ကြည့်လိုက်တော့အိုးအရှင်မင်းကြီးပါလားကမန်းကရန်အနာကိုပြေးပြီးလက်နှစ်ဖက်ရှင်ဘက်မှာရှက်လို့ရိုးလေးကောင်းမှုကျိုးဆိုလိုက်ရတဲ့တလူပေါ်မှာအပါအရာထိုင်ဆွေးပြီးရှေ့မှာဒုတုပ်ကိုခါစားလိုက်တော့မင်းကြီးကတိုးတိတ်နေတာတဲ့အတန်းနဲ့ဆက်တော်ခေါ်လို့မပြောနိုင်ဘူးမလားမင်းကလေးရဲ့နန္လာပါနေရအပြောင်းလဲချောက်ချင်ပါရဲ့ခရားပြောပြီးမှလက်ကြမလုံးသလိုမင်းကြီးကိုတစ်ချက်မော့ကြည့်လိုက်မိတယ်ကိုအိမ်မပြောနိုင်ဖြစ်ရတဲ့အကြောင်းရင်းကတခြားမဟုတ်လားမင်းကြီးရဲ့မျက်နှာပေါ်မှာနူးညံ့တဲ့အပြုံးတွေနဲ့အတူနားနဲ့ခွလို့ချင်းကိုပါမြင်လိုက်ရတော့စိတ်သက်သာသွားမိတယ်မြေသူတို့ရဲ့နှလုံးသားကိုညှိကပ်တာပဲလို့မင်းကြီးကိုလည်းပိုပြီးကြည်ညိုလေးစားသွားမိတယ်အရှင်မင်းကြီးဘာအကြောင်းများရှိလို့ကြွလာရတာလဲဖေ။ကျွန်တော်မျိုးမကိုခိုင်းเสียရှိရင်အခေါ်လွတ်တော်မူရောပေါ့
ဘာမှခိုင်းစရာမရှိပါဘူးကွယ်စက်တော်ခေါ်လို့မပြောတာနဲ့စင်းငယ်ရှောက်ရင်ဒီဘက်ကိုခဏဝင်ကြည့်တာခမ်းမဆောင်နဲ့ခဏတာတိတ်ဆိတ်သွားပြီးမင်းကြီးရဲ့ချောင်းဟပ်ပန်နဲ့အတူမင်းကလေးတခုခုကိုပြောချင်လို့လေးလေးနက်နက်ခေါ်လိုက်တဲ့အတန်မို့ကရုံကရီနဲ့အမြန်ပြန်ထူလိုက်ရတယ်။မှန်လားပါအမေရှိပါအရှင်မင်းကြီးမင်းကအစင်းလာပြီးရိုးသားဖြူစင်တဲ့မင်းကလေးတယောက်ဆိုတာမြင်တာနဲ့သိတာပါနဲ့ကျေတော်သူတယောက်ဖြစ်လို့နမ်းမဆန်ပေမဲ့အပြစ်ကင်းတဲ့အလားပိုင်ရှင်ဖြစ်တယ်ဆိုတာတော့ဘယ်သူမှမြင်လို့မရပါဘူးဒီလိုမင်းကလေးမျိုးမှာချစ်သူဆိုတာရှိမှာပေါ့ရိုးသားဖြူစင်တဲ့မင်းညနာပေါ်မှာကျေပွဲဝမ်းနဲ့ချင်းတွေပြည့်နေတာချစ်သူနဲ့ခွဲခွာခဲ့ရလို့မဟုတ်လားကွကြားရှိမောင်ရဲ့လဲတဲ့သူလိုဒူးတုံလက်အုပ်ချီရင်ရှောက်ရုံအံ့ဩခြင်းတွေခံစားလာရပြီးတစ်ခေါက်ပြီးတစ်ခေါက်အဆက်မပြတ်ကြားစင်းလာတဲ့မျက်ရည်တွေကလက်ဖမိုးပေါ်ဆူရွှဲသွားတော့တာပဲကြောက်လုံးလို့တစ်ဆက်ဆက်တုံးနေရင်နှုတ်ခမ်းတဲ့လွားကဘာစကားတန်မှထွက်လို့မရတော့အောင်လေချောင်းဝမှာတက်ဆုံနေတဲ့ရှင်မင်းဆိုတာစေကလုံးပိုင်ရှင်မဟုတ်လားမောင်ကြီးကိုဖမ်းပြီးတက်စီဆိုမှဒုက္ခဖဖျားသခင်ကေတော်မူပါလို့စိတ်ထဲကကြိတ်ပြီးဆုတောင်းနေရတယ်